ဤတကူလုံးချွေးရီရွှဲမိအိယာကနေလန့်နိုးလာခဲ့တယ်။ဘေးပပတ်လေးကိုကြည့်လိုက်တော့သူမတိနေကြမိခိုးရောင်အခန်းကြီးလေးပဲရှိနေပါသေးတယ်။အိမ်မက်ပဲငါမနေတာအိမ်မက်တွေပဲပန်းဤရင်ဘက်ကိုဖိရင်ရေရွတ်လိုက်မိတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကသူမကျုံတူးရရတဲ့အယောင်ဆုံးကပါကိုနေတဲ့ကဲတီမှုပြီးတော့8000တန်းတဲ့ပန်းသည်အားလုံးဟာသူမရဲ့အိုးနောက်ထဲကထိန်ချုပ်စနစ် neutralizer ချွတ်ယင်းချက်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ကူးရင်အိမ်မက်တွေတာဖြစ်ပါတယ်။ဒါပေမဲ့သူမလက်ကဝက်ကစက်ကိုကြည့်လိုက်တဲ့အခါ error 404 emotion detected ဆိုတဲ့စာသားအေးကဖြစ်ကနေပေါ်သွားပြီးပျောက်သွားတယ်။အိမ်မက်ထဲကခန်းစားချက်တွေကလက်တွေ့အထိကူးဆက်နေတာလား။ပန်းရီဟာအပြင်ကိုထွက်လာခဲ့တယ်။လမ်းမပေါ်မှာလူတွေကအမြဲလိုပဲစိတ်ရုပ်တွေလိုသွားလာနေကြတော့သူမဟာအိမ်မက်ထဲကအတိုင်းကိုနေနဲ့စုံခဲ့တဲ့စိတ်ယုံဟောင်းစီကိုမရည်ရွယ်ပဲချစ်ဦးလဲမိသွားတယ်။အဲ့ဒီနေရာမှာသူမတခုခုကိုရှာတွေ့မယ်လို့ခံစားနေတာလို့ပါ။စိတ်ယုံဟောင်းရဲ့တောင်းတနေရာမှာပန်းဤဟာဖုန်တက်နေတဲ့မှတ်တမ်းစာအုပ်ဟောင်းလေးတစ်အုပ်ကိုတွေ့လိုက်ရတယ်။အဲ့ဒီစာအုပ်ရဲ့ပထမဆုံးစာမျက်နှာမှာရေးထားတဲ့စာသားကသူမကိုတုန်လှုပ်သွားစေတယ်။2026ခုနှစ်စံသက်မှုအမတ်101အမီပန်းဤအိမ်မက်ထဲတွင်အယောင်ဒီကိုမြင်တွေ့ရခြင်းသည်စနစ်အောင်မြင်ရာနောက်ဆုံးအဆင့်သည်စာအုပ်နောက်ွယ်ကအရေးထဲကနေလူတစ်ယောက်ထွက်လာတယ်။အဲ့ဒါကိုနေပါပဲ။ဒါပေမဲ့အိမ်မက်ထဲကကိုနေလိုနှွေးထွေးတဲ့ပုံစံမဟုတ်ဘဲအဖြူရောင်ဂျာကင်ဝတ်ထားတဲ့အီးဆက်ဆက်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နေခဲ့တယ်။နိုးလာပြီလားပန်းဤမင်းမြင်ခဲ့တဲ့အိမ်မက်တွေကငါတို့ဖန်တီးထားတဲ့စမ်းသပ်မှုတစ်ခုပဲပန်းရီရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားသလိုခံစားလိုက်ရတယ်။သူမဟာလူသားတစ်ယောက်မဟုတ်ပဲစမ်းသပ်ခံပစ္စည်းတစ်ခုသာဖြစ်နေခဲ့တာလား။စမ်းသပ်မှုဟုတ်လား။ပန်းရီရဲ့အတန်းကတုံရီနေတယ်။သူမလက်ထဲကမှတ်တမ်းစာအုပ်ဟာကြောက်ခဲလိုလေးလာနေသလိုပဲ။အဖြူရောင်ဂျာကင်ဝတ်ထားတဲ့ကိုနီဟာသူမစီကိုဖြည်းဖြည်းချင်းရှောက်လာခဲ့တယ်။သူ့ရဲ့မျက်မှောင်နောက်ကမျက်လုံးတွေကအိမ်မက်ထဲလိုနှွေးထွေးမနေတော့ပဲစိတ်ရုပ်တရုပ်လိုအေးဆက်နေပါတယ်။မှန်တယ်ပန်းဤမင်းမြင်ခဲ့တဲ့အယောင်တွေကိုရိုရဲ့စုံတွေ့မှုတွေပန်းတီတစ်လုံး8000ဆိုတဲ့ခံစားချက်တွေအထိအားလုံးကမင်းရဲ့နာကျင်မှုဘလောက်အထိခံနိုင်ရရှိမလဲဆိုတာကိုတိုင်းတာခဲ့တဲ့ virtual reality တွေပဲဒါဆိုကျမရဲ့မိဘတွေကရောကျမရဲ့အသိတွေကရောအဲ့ဒါတွေကမင်းဦးနှောက်ထဲကိုထည့်ထားတဲ့ memory chip တွေပဲကိုနေကကွန်ပျူတာ tablet တစ်ခုကိုနှိပ်လိုက်တဲ့အခါစိတ်ယုံဟောင်းရဲ့မြင်ရန်တွေမှာပန်းဤရဲ့အုံနောက်လှိုင်းတွေကိုပြသနေတဲ့ graph တွေပေါ်လာတယ်။ပန်းဤရဲ့စဉ်ထဲမှာဟာလာဟင်းလိမ့်ထီသွားတယ်။သူမဟာလူသားတစ်ယောက်မဟုတ်ပဲ data တွေနဲ့တိစောက်ထားတဲ့အယုတ်မလေးတရုပ်သားဖြစ်နေခဲ့တာလား။ဒါပေမဲ့အခုသူမပါးပြင်ပေါ်ကိုစီးကြလာတဲ့မျက်ရည်ပူတွေကတော့ data တွေမဟုတ်ဘူးဆိုတာကိုသူမသိကြပေါက်သိနေတယ်။မဟုတ်ဘူးဒီနာကျင်မှုကအတုမဟုတ်ဘူးကိုနေပန်းဤကအော်ဟစ်လိုက်ပြီးကိုနေရဲ့လက်ထဲက tablet ကိုပေါက်ချလိုက်တယ်။ရှင်တို့ကျမကိုစိတ်ရုပ်ဖြစ်အောင်လုပ်လို့ရလိမ့်မယ်။ဒါပေမဲ့ကျမရဲ့ညက်လုံးသားကိုတော့ရှင်တို့ပိုက်ဆိုးလို့မရဘူး။ပန်းဤဟာစိတ်ရုပ်အပြင်ကိုအားကုန်ပြေးထွက်လာခဲ့တယ်။ဒီတစ်ခါမှတော့သူမဟာအိမ်မက်ထဲလိုလမ်းမပြောက်တော့ဘူး။သူမသိသွားပြီ။ဒီမိခိုးရောင်မြို့ပါကြီးဟာထောင်ချောက်တစ်ခုဆိုရင်သူမဟာအဲ့ဒီထောင်ချောက်ကိုဖျက်ဆီးပြစ်မဲ့ virus တစ်ခုဖြစ်ရမယ်။ကိုနေကတော့ပြေးထွက်သွားတဲ့ပန်းဤရဲ့ကြောပြင်ကိုကြည့်ပြီးတိုးလေးရေရွတ်လိုက်တယ်။အောင်မြင်ပါစေ။ပန်းဤဟာကိုနေကိုကြောခိုင်ပြီးစိတ်ယုံဟောင်းတွေကအားကုန်ပြေးထွက်လာခဲ့တယ်။သူမရဲ့ဥတီချက်ကတော့ဒီမိခိုးရောင်မြို့ပါကြီးရဲ့အစုံဘယ်သူမှမသွားရဲတဲ့ငယ်နေမစ်အပြင်းဘက်ပါ။စနစ်ရဲ့အချက်အလန်းတန်တွေကမြို့ပါကြီးတစ်လုံးမှာစူညံသွားပြီးလုံခြုံရေး drone တွေကသူမနောက်ကိုတဝီဝီနဲ့လိုက်ပါလာကြတယ်။ပန်းဤဟာကွန်ကရစ်ဒေါအုပ်တွေကိုဖျက်ကျောပြီးနိုင်ပေါင်းများစွာပြေးခဲ့ရတယ်။နောက်ဆုံးမှာတော့သူမဟာမြို့ပါကြီးကိုကာယံထားတဲ့အေယာမတန်ကွက်ကာယံကြီး The Boundary ရှေကိုရောက်သွားခဲ့တယ်။အဲ့ဒီကာယံကြီးရဲ့တစ်ဖက်မှာတော့မှောင်တိုက်နေတဲ့တောအုပ်ကြီးပဲရှိတယ်လို့လူတွေယုံကြည်အောင်လုပ်ထားတာပါ။ဒီဘက်မှာဘာရှိလဲဆိုတာငါကိုယ်တိုင်ကြည့်ရမယ်။ပန်းဤဟာကာယံကြီးအောက်ကမြေချင်းတစ်ခုကနေတိုးထွက်ပြီးအပြင်ဘက်ကိုရောက်သွားတဲ့အချိန်မှာတော့သူမမှင်သက်သွားခဲ့တယ်။သူမမြင်လိုက်ရတာပါမှောင်တိုက်မဟုတ်ဘဲအဆုံးမရှိနေတဲ့ပင်လယ်ပြာကြီးပါ။ပ
ပြီးတော့အဲ့ဒီပင်လယ်ရဲ့အလယ်မှာမြုပ်နှင်းတွေကြားတဲ့ဝေဝါစွာပေါ်နေတဲ့ကျွန်းတစ်ကျွန်းမှာအဲ့ဒီကျွန်းဟာအိမ်မက်ထဲကအတိုင်းအယောင်ဆုံးပန်းတွေနဲ့စိမ့်လန်းနေပြီးမြို့ပါကြီးရဲ့အေးဆက်ဆက်အငွေ့အသာတစ်စက်မှမရှိပါဘူးပန်းဤဟာကမ်းပြေကတဲတောင်းမြင်ပေါ်မှာဒူးထုတ်ထိုင်ချလိုက်မိတယ်ဒါဟာစမ်းတက်မှုမဟုတ်ပဲတကယ့်လက်တွေ့အလားတရားဆိုတာသူမသိလိုက်ပြီဒါပေမဲ့သူမနောက်ကနေခြေတန်းတစ်ခုကြားလိုက်ရတယ်လှည့်ကြည့်လိုက်တော့ကူနေပါပဲသူကလိတ်ဖန်းကိုလာတာမဟုတ်ပဲအထုပ်တစ်ခုကိုကြိုက်ပြီးအမောတကောနဲ့ရောက်လာတာပါပန်းဤမင်းတကယ်ပဲညံနေမှုကိုဖျက်နိုင်မိတာပဲအဲ့ဒီကျွန်းကငါတို့ရဲ့နောက်ဆုံးမျောလင့်ချက်ပဲကိုနေကပန်းကြီးရဲ့လက်ထဲကိုလေးလက်နဲ့ကြောပုတ်အိတ်ကလုံးထိုးထည့်ပေးလိုက်တယ်။ဒါကိုယူသွားပန်းရင်အဲ့ဒီကျွန်းပေါ်မှာမင်းရှင်ထန်ဖို့အတွက်လိုအပ်ကြတဲ့အားလုံးပါတယ်။ပန်းကြီးကအိတ်ကိုအမြင်ဖွင့်ကြည့်လိုက်တဲ့အခါအိတ်ကအသေးလေးထဲမှာအရာဝတ္ထုနှစ်ခုကိုတွေ့လိုက်ရတယ်။တစ်ခုကဟောင်းနှွဲနေတဲ့ဓာတ်ပုံတစ်ပုံဖြစ်ပြီးနောက်တစ်ခုကတော့လက်စာကပ်ပြားလေးတစ်ခုပါ။ဓာတ်ပုံထဲမှာမြင်ရတာကကျွန်းပေါ်ကတစ်ပင်တွေကြားမှာပြုံးနေတဲ့လူတစ်ယောက်ရဲ့ပုံရိပ်ဖြစ်ပြီးကပ်ပြားပေါ်မှာတော့ဒီကျွန်းမှာမင်းပန်းတီးစားခြင်းရင်ဖြစ်ဖြစ်အကူညီလိုရင်ဖြစ်ဖြစ်ဒီလူကိုအရင်ဆုံးရှာပါလို့ရေးထားပါတယ်။သူကဘာတူလဲကိုနေပန်းကြီးကနားမလည်နိုင်စွာမေးလိုက်တယ်။သူကငါတို့စနစ်ထေကနေပထမဆုံးလွတ်မြောက်သွားတဲ့သူပဲ။သူကမင်းကိုအကာအကွယ်ပေးလိုက်မယ်။အချိန်မရှိတော့ဘူး။သွားတော့ဒရုံးတန်တွေကနီးကပ်လာပြီးမို့ပန်းကြီးဟာအိတ်ကိုတင်းတင်းပွဲပိုက်ပြီး6ကမ်းမဘော်ကနေပြာလက်နေတဲ့ပင်လယ်တဲကိုရဲရဲဝံ့ဝံ့ခွန်းချလိုက်ပါတော့တယ်။